သမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ဘုရားစာပေတွေမှာတိတိကျကျဖော်ပြလို့မရှိဘူးပုဂ္ဂိုလ်ရေးရအထောက်ပံ့တွေပြည့်ပြည့်စုံစုံဖော်ပြထားတာမရှိဘူး။ဘာဖြစ်လို့ပုဂ္ဂိုလ်ရေးရာတွေကိုတိတိကျကျမဖော်ပြသလဲလို့ဆိုပုဂ္ဂိုလ်ရေးတဲ့အရေးကြီးတဲ့ဓမ္မရေးကိုပြည့်စုံအောင်ဖော်ပြကြတယ်။ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့အထောက်ပံ့တဲ့မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မအနှစ်ကပိုအရေးကြီးတယ်။ဒီပုဂ္ဂိုလ်တစ်ဦးရဲ့အထောက်ပံ့မသိရလို့ဘာမှဆုံးရှုံးနေတာခြင်းမရှိဘူး။မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒအနှစ်သာရကြံရစ်မယ်ဆိုရင်တော့အမြဲတမ်းတန်မိုးရှိတဲ့အရာဆုံးရှုံးနေတာတယ်လို့ဒီလိုပြောတာ။ဒါကြောင့်မို့လို့ဘုရားတရားတော်နဲ့ပုဂ္ဂိုလ်ရေးအထုပ္ပတ္တိဒီတစ်ခုရှင်လိုက်တဲ့အခါမှာတန်မိုးရှိတဲ့တရားအနှစ်သာရကိုဦးစားပေးပြီးတော့ပုဂ္ဂိုလ်ရေးမှတ်တမ်းတွေကိုလျှော့ချချွင်းချံထားခဲ့တာဒါအမတန်မှသဘာဝကျတယ်လို့ပြောဒါကြောင့်ဘုရားဟောတဲ့ကျမ်းဂန်တွေထဲမှာဟိုနာတစိတ်ဒီနာတစိတ်ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကဆက်ဆက်ပြီးတော့ယူကြစာပေဆောင်အောင်ကြည့်ပြီးတော့ဆက်ဆက်ယူမှပုဂ္ဂိုလ်တူတယောက်ရဲ့အထုပ္ပတ္တိဟာအတော်အသင့်ခံမှန်းလို့ရတယ်မြတ်စွာဘုရားဟောတဲ့တရားတွေကတော့ပြည့်ပြည့်ဝဝဖော်ပြထားတာဖြစ်လို့အလွန်တန်ဖိုးရှိတယ်လို့ပြောရဆရာနန္ဒမထေရမြတ်ကမြတ်စွာဘုရားတရားတော်တွေနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်တဲ့အခါမှာဧဝမေတုတံဆိုတဲ့စကားလုံးကစပြီးတော့မှတ်တမ်းတင်တာအာလောဘုရားဘာသာဝင်တွေသိကြဧဝမေတုတံဆိုတာသူဒီတိုင်းသင်ယူမှတ်သားခဲ့ရတယ်ဆိုပြီးတော့နောက်သုတ္တန်တစ်ခုရဲ့အထုပ္ပတ္တိကိုအကျဉ်းလေးပဲပြောတယ်ဧကံတမယမကဝါသာဝတိယံဝိဟရတိစေတဝနိနာထပေနိကတအာရမေစသည်ဖြင့်တခါတော့ကမြတ်စွာဘုရားဟာသာဝတိပြည်ဇေယျအကြောင်းမှာသတင်းသုံးတော်မူတယ်ဆိုတာမျိုးကစချီပြီးတော့တခါတော့ကဆိုတဲ့စကားလုံးလေးပဲသုံးတယ်ဘယ်နည်းပဲရဲ့ဘယ်နှခုနှစ်ဘယ်လဘယ်ဥဒုမှာဟောတယ်ဆိုတာသူအတိအကျမပြောဘာဖြစ်လို့အတိအကျမပြောဘဲနဲ့တခါတော့ကလို့ဆိုတဲ့စကားပြောတာတခါတော့ကဘယ်တော့ကတခါလဲလို့ဆိုတာအတိအကျမပြောတာဘာကြောင့်လို့ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တရားတော်တွေအမြဲတမ်းတန်ဖိုးရှိတဲ့အနှစ်သာရဘိုင်းတွေကိုမချုံးဘူးအချိန်ခါလို့ဆိုတဲ့အနှစ်သာရအလွန်ရှိလာတာမဟုတ်တဲ့အကြောင်းအရာတွေကိုရှော့ချပြီးတော့အနှစ်သာရရှိတာတွေဦးစားပေးလို့ရတခါတော့ကလည်းပဲပြောလိုက်တယ်အရေးမကြီးတာကိုမချဲ့တော့ဘူးလို့ဒီလိုဆိုလိုတာပေါ့တချို့ကထင်ကောင်းထင်လိမ့်မယ်ရှင်အနန္ဒာကမမှတ်မိလို့တခါတော့ကလို့ပြောတာလို့ထင်ကောင်းထင်လိမ့်မယ်သို့တော်ရှင်အနန္ဒာမှတ်ဉာဏ်အလွန်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်တခါတော့ကဆိုတာသူရက်စွဲပါပြောနိုင်တယ်လို့ဒီလိုဆိုရက်စွဲပါပြောနိုင်တယ်ပဲလို့ရှင်အနန္ဒာရက်စွဲတွေကိုထဲမပြောခဲ့ဘူးနောက်မြတ်စွာဘုရားဟောတဲ့တရားတွေကိုမတန်းတင်ဖို့ရာအတွက်ရေဆွဲတွေထည့်ပြောနေရင်ဒီရေဆွဲတွေလိုက်မှတ်နေရတာနဲ့ပဲအချိန်ကုန်သွားလိမ့်မယ်ဘုရားတရားတော်တွေဆိုတာစာအုပ်နဲ့ရေးပြီးတော့မှတ်ခဲ့တာမဟုတ်ဘူးမြတ်စွာဘုရားကနှုတ်ကဟောတာကိုနာယူမှတ်သားပြီးတော့မပြတ်မြတ်စွာဘုရားရဲ့တရားတော်တွေကိုရွတ်ဖတ်တရစေပြီးနှလုံးသားထဲမှာဆောင်းပြီးတော့ဒီလိုထားတာစာအုပ်အနေနဲ့ရွတ်ဖတ်တာမဟုတ်မှတ်တမ်းတင်တာမဟုတ်အဲ့ဒါကို oral tradition လို့ခေါ်တာ oral tradition ဆိုတာနှုတ်နဲ့သင်တဲ့ခေတ်ပေါ့ဆရာကနေတပည့်ကိုလက်ဆင့်ကမ်းတာဆိုတာ
နှုတ်နဲ့သင်ကြားပို့ချပြီးလက်ဆင့်ကမ်းခဲ့အဲ့ဒီလိုနှုတ်နဲ့သင်ပြီးတော့လက်ဆင့်ကမ်းခဲ့တာဘုရားသက်တော်ထင်ရှားရှိတဲ့အချိန်မှာ45နှစ်ဘုရားပြိဋိဘံစံပြီးသွားတဲ့နောက်မှာနှစ်ပေါင်း450ဒီကနေ့ထိအောင်ပိဋကတ်တော်တွေရောက်ရှိလာတာအဲ့ဒီနှစ်ပေါင်း450 oral tradition လို့ခေါ်တယ်ဆရာကနေနှုတ်တဲ့ချပေးတာတွေကိုတပည့်တွေကမှတ်သားလိုက်ဆိုတခါတပည့်တွေကဆရာဖြစ်သူတပည့်တွေကိုနှုတ်တိုက်ချပေးနောက်လူတွေကလိုက်ဆိုနဲ့ပုဂ္ဂိုလ်တဦးကနေတဦးဆရာတဦးကနေပြီးတပည့်တဦးနဲ့ဒီလိုတည်ယူလာခဲ့တာစာအုပ်ကြီးတွေကိုသဲလာတာမဟုတ်ဘူးအခုမြန်မာနိုင်ငံမှာလည်းပဲကြည့်လေမိမိတို့ရဲ့ရင်သွေးသားငယ်သမီးငယ်လေးတွေအရွယ်ကလေးရလာပြီဆိုတဲ့အခါမှာနမောတတလေးသင်ပေးတယ်ဣတိပိသောသင်ပေးတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိသင်ပေးနှုတ်တိုက်ချပေးစာမရေးတတ်ခင်ကတည်းကနေပြီးတော့ဆိုတတ်လာအဲ့ဒါကို oral tradition လို့ခေါ်တယ်နဲတဲ့အတိုင်းတာမဟုတ်ဘူးဘုရားမြတ်စွာဟောကြားခဲ့တဲ့တရားဓမ္မတွေရဲ့ဓုတယ်အမတန်မှကြီးမားဒီကနေ့စာအုပ်အနေနဲ့ပြောမယ်ဆိုရင်အုပ်ရည်40ရှိတယ်စာမျက်နှာ1000ကျော်2000နီးပါးကရှိတယ်အဲ့ဒါတော့ဘာသာရေးခေါင်းဆောင်တဦးကနေဟောပြောထားတဲ့တရားတော်တွေကိုစုဆောင်းထားတဲ့ဘာသာဆိုတာတခြားမှာလုံးဝမရှိဘုရားဘာသာတစ်ခုရှိအဲ့ဒါလို့ပြည့်ပြည့်စုံစုံဟောကြားထားရတဲ့မြတ်စွာဘုရားရဲ့ဒီတရားတော်တွေဒီကနေ့ထိအောင်ကြားနာခွင့်ရနေကြတယ်အမတမကံကောင်းတယ်ဘာဖြစ်လို့လဲဒီကနေ့ခေတ်မှာရေးတဲ့စာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကဟောခဲ့တဲ့တရားဖြစ်တယ်ပေါ့